ကျွန်တော်တို့ဘက်ထရီမလဲခင်စစ်စစ်တဲ့အရာများဆိုတဲ့ထက်မှာဘက်ထရီ voltage မှန်ရလားနောက်အာသစနစ်ပုံမှန်လို့ရလားဘက်ထရီတိုင်းနေတန်ကြီးတက်နေလားကားမှာလျှက်စစ်ရွစိမ့်မှုရှိနေလားဘက်ထရီသက်တမ်းကုန်နေပြီလားဒါတွေတစ်ခုချင်းဘယ်လိုတိုင်းတိုင်ရင်သိလဲလို့ကျွန်တော်တို့မေးထားပါတယ်ပြောမှဆိုရင်ဒီဘက်ထရီ tester ရှိရတဲ့ဘက်ထရီအားပုံမှန်ရှိမရှိကိုကျွန်တော်တို့စစ်ဆေးလို့ရပါတယ်အာသနစ်စနစ်ကဘက်ထရီ charging ဘယ်လိုဝင်လဲဝင်တာနဲလားဒါမှမဟုတ်များနေလားဒါကိုလေဒီအာသင်ဆက်ပေါ်တိုင်းဆက်နဲ့ကျွန်တော်စစ်ဆေးလို့ရပါတယ်ဘက်ထရီတိုင်းနေတန်ကြီးတက်နေမနေဘူးဆိုတာတော့ကျွန်တော်တို့မျက်လုံးအမြင်နဲ့စစ်ဆေးကြည့်လို့ရပါတယ်ခင်ဗျာကားမှာလျှက်စစ်ရွစီမှုရှိနေလားဆိုတာကတော့ကျွန်တော်တို့ဘက်ထရီဆိုင်အနေနဲ့ဆိုရင်တော့စစ်ရတာခက်ပါတယ်ကျွန်တော်တို့ဘယ်လိုမျိုးစစ်တယ်ဆိုတော့ကားကိုဘယ်နှစ်ရက်ကြာရက်ထားလဲရက်ထားရနေထားမှာဒီဘက်ထရီရဲ့အားကဘယ်လိုရှိလဲဆိုကျွန်တော်အကြံမြင့်မဲ့ယူလို့ရတာပါအဲ့တော့အဲ့ဒါကတခြားစက်ပိုင်းဆိုင်ရာဓမ္မစစ်ဆေးဖို့လိုပါတယ်ကျွန်တော်တို့ဘက်ထရီဆိုင်မှာစစ်လို့မရပါဘူးဘက်ထရီသက်တမ်းကုန်နေပြီလားဆိုတာကတော့ကျွန်တော်တို့ဒီဘက်ထရီတွေရဲ့ပုံမှန်သက်တမ်းကပေါ့နော်ကားမှာသုံးမှဆိုရင်အနည်းဆုံး2နှစ်ခွဲလောက်ကတော့ခံပါတယ်အဲ့တော့ကိုယ်ဝယ်ယူတဲ့အနေထားပေါ်မူတည်ပြီးတော့တွက်ဆလို့ရပါတယ်နောက်ထပ်တစ်ခုတွက်ဆလို့ရတာကတော့ကျွန်တော်တို့ဒီဘက်ထရီကိုဗို့မီတာနဲ့တိုင်းလိုက်တဲ့အခါမှာသူ့ရဲ့ voltage ဘယ်လောက်ရှိလဲ internal resistance ကဘယ်လောက်ကျန်လဲကျန်တဲ့ပုံမှာမူတည်ပြီးတော့ကို cranking ampere ကဘယ်လောက်ရှိလဲပေါ့နော်ကျွန်တော်တို့အဲ့ပုံမှာတွက်ပြီးတော့ဘက်ထရီဒီဘယ်လောက်ထိအသုံးခံနိုင်တယ်ဘယ်လောက်ထိအသုံးမခံနိုင်ဘူးဆိုတာကိုကျွန်တော်တို့ကပြန်ပြီးတွက်ဆပေးတာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ကိုယ်တိုင်တိုင်းတာလို့ဗိုလ်တိုင်းစက်နဲ့တိုင်းတာလို့မရတာကတော့လျှက်စစ်ရွစီမှုရှိမရှိဆိုတာပါပဲဒါလေးကိုတော့စပိုင်းဆိုင်ရာနဲ့တိုင်းတာကြည့်ကြပါလို့ပြောပြစီခင်ဗျာကျန်တဲ့အရာကတော့ကျွန်တော်တို့ဒီဗိုလ်တိုင်းစက်နဲ့တိုင်းတာလို့ရသလိုဘက်ထရီခဲတိုင်းနေတန်ကြီးတက်နေမနေဘူးဆိုတာကတော့အမြင်နဲ့ကြည့်ပြီးတော့တေချာစနစ်တကျတန့်စင်ပေးရပါတယ်လို့အကြံပေးပါစီခင်ဗျာ